အင်ဒိုနီးရှားနိုင်ငံကကလေးငယ်တွေကိုစင်ကာပူမိသားစုတွေစီရောင်းဝယ်ခဲ့တဲ့သူ19ဦးကိုအင်ဒိုနီးရှားတရားရုံးကအင်္ဂါနေ့ကထောင်ဒဏ်တွင်ချမှတ်လိုက်ပါတယ်။2023ခုနှစ်ကနေ2025ခုနှစ်အတွင်းကလေးငယ်34ဦးကိုဝယ်ယူရောင်းချခဲ့တဲ့လူကုန်ကူးခိုင်းမှာပါဝင်သူအမျိုးသမီး18ဦးနဲ့အမျိုးသား2ဦးတို့ကိုရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။အဲဒီကလေးတွေထဲကအနည်းဆုံး12ဦးဟာစာရွက်စာတမ်းအတုတွေနဲ့အတူစင်ကာပူကမွေးစားမိသားစုတွေစီရောက်ရှိသွားခဲ့တယ်လို့ယူဆရပါတယ်။ကလေးရောင်းချငွေမရရှိခဲ့တဲ့မိဘအရင်တူကတိုင်ကြားခဲ့ရကနေပြီးခဲ့တဲ့နှစ်မှာအင်ဒိုနီးရှားရဲတပ်ဖွဲ့ကအဲ့ဒီဂိုင်းကိုစုံစမ်းဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ကလေးမွေးစားခဲ့တဲ့မိသားစုတွေဟာလည်းသူတို့စီရောက်လာတဲ့ကလေးတွေဟာလူကုန်ကူးခံထားရတယ်ဆိုတာကိုအဲ့ဒီချိန်ကျမှသိခဲ့ကြရတာပါ။အသက်80အရွယ်ဂိုင်းကောင်းဆောင်လီရှူလွန်ဟာစင်ကာပူကအဆက်အသွယ်တွေကနေတဆင့်ကလေးတဦးကိုစင်ကာပူဒေါ်လာ2000နီးပါးအမြတ်ရခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။တရားလိုဘက်ကသူ့ကိုထောင်ဒဏ်10နှစ်အထိချမှတ်ဖို့မျှော်လင့်ခဲ့ပေမဲ့တရားရုံးကထောင်ဒဏ်9နှစ်ပဲချမှတ်ခဲ့ပါတယ်။တရားရုံးမှာအမိန့်ချမှတ်ချိန်မှာလူကုန်ကူးခိုင်းဝင်တွေဟာငိုကြွေးခဲ့ကြသလိုအဖွဲ့ဝင်တူကသတင်းတောက်တယောက်ကိုရိုက်နှက်ခဲ့ပါတယ်။လက်ရှိအချိန်ထိတော့အဲ့ဒီကလေးငယ်တွေကိုဘယ်လိုစီစဉ်ပေးမလဲဆိုတာတာဝန်ရှိသူတွေကမထုတ်ပြန်သေးပါဘူးခင်ဗျာ။